ဒီလိုငါးဖမ်းတဲ့နီလန်းမျိုးကိုတင်ဖန်မှုပါသလားအစားလဲမလို့ပုံမှန်ငါးမြချိတ်လည်းမပါဘဲနဲ့ကိုတားကောင်ကိုကွက်တိထိအောင်ဖမ်းယူနိုင်ကြပါတယ်ဒါဟာတရုတ်နိုင်ငံရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာတွေ့ရတဲ့အစမ်းကျေဆုံးငါးဖမ်းနေလန်းတွေကတစ်ခုပါဒီရေကျသွားတဲ့အခါကျေပြောလာတဲ့ရှုပ်လုံပြင်းကြီးတွေပေါ်ထွက်လာပါတယ်တန်ဃာတွေဟာခြေလင်းလျှောက်မသွားပဲတစ်သားရှော့စီပင်ပြပေါ်မှာဒူးထောက်ထိုင်ပြီးချောမွေ့နေတဲ့ရှုပ်လုံပေါ်မှာရှော့စီသွားကြပါတယ်သူတို့ရဲ့လက်ထဲမှာတော့ပေ33 မီတာခန့်နီးပါးရှိလျားတဲ့ငါးမြတန်ကြီးတစ်ချောင်းပါရှိပါတယ်သူတို့ရဲ့တားကောင်ကတော့ရှုပ်လုံပြင်းပေါ်မှာအခန်းရခတ်ဆုံးတရဝတစ်မျိုးဖြစ်တဲ့ငါးမုံငါးပိုင်းဖြစ်ပါတယ်ဒီငါးတွေဟာခုံတိုင်းသွားနိုင်ုံမကလက်မှုတော်ရေတက်တစ်ပင်မြစ်စုံတွေပေါ်ထိပင်တက်နိုင်ကြပါတယ်ဒါပေမဲ့သူ့နားကိုအနီးကပ်ချင်းကပ်သွားတာနဲ့တပြိုင်နက်ရှုပ်ပေါက်သေးကိုချက်ချင်းငုတ်ရှိုးဝင်ရောက်သွားလေးရှိပါတယ်ဒါကြောင့်မို့လို့ဒီနီးလန်းမှာငါးစာလုံးဝမသုံးတာဖြစ်ပါတယ်ဒါဟာဆူရှာတဲ့မျက်လုံးအကွာအဝေးထိချုံမှုနဲ့ပြင်မြန်တဲ့တုတ်ပြန်မှုတွေအပေါ်မှာပဲလုံးဝမူတည်နေတာပါငါးမြတန်ရဲ့ထိပ်မှာပုံမှန်ငါးမြချိတ်ပါတာမဟုတ်ပဲထက်မြက်တဲ့စူးကြုံအများပြားပါတယ်တန်မဏိချိတ်တွဲပါရှိပါတယ်တန်ဃာတွေကငါးမုတ်ကိုမြင်လိုက်တာနဲ့ငါးမြတန်ကိုဝေရန်လက်ကောက်ဝတ်ကိုလှည့်လိုက်ပြီးတန်မဏိချိတ်ကိုလေးထဲမှာလှပတဲ့စက်ကူပွေးဝိုင်းတိုင်းပစ်လွတ်လိုက်ပါတယ်ငါးကသတိမထားမိခင်မှာပဲငါးမြတန်ကိုဆွဲယုတ်လိုက်တဲ့အခါတန်မဏိချိတ်ကထိမှန်သွားပြီးစက္ကန့်ပိုင်းတွင်မှာပဲငါးမုတ်ကိုဖမ်းဆီးရမိသွားပါတယ်ကြည့်ရတာအလွယ်လေးလို့ထင်ရပေမဲ့တကယ်အတွေ့အကြုံနဲ့ကွက်တိကျတဲ့အချိန်ခါကိုက်ညီမှုတွေလိုအပ်ပါတယ်